တေယွာနေထွက်လာတဲ့နာရူတိုကသူ့ရဲ့အာယုံခံစွမ်းရည်တစ်ဆင့်အယောင်ဆောင်ရန်သူတွေတောင်းကျနေကြပြီဆိုတာကိုသိလိုက်ပါတယ်။အဲ့ချိန်ရန်ဂါကဲနဲ့ဆူနာတဲ့ရောက်လာပြီးရုတ်တရက်ဆိုတော့ဘီကဆူနာတဲ့တရားချက်ကိုကြည့်ပြီးရင်ခုန်သွားပေမဲ့ရန်ဂါကဲကသူတို့နှစ်ယောက်ကိုတားဖို့လာတာဖြစ်ကြောင်းပြောပါတယ်။နာရူတိုကိုမိချကရာပုံစံနဲ့တွေးလိုက်ရတဲ့ကြောင့်ဆူနာတဲ့စိတ်ထဲကနေချီးကျူးနေပြီးသူ့ကိုတောင်းခွင့်ပေးလိုက်ဖို့ဘီကပြောပေမဲ့စစ်ပွဲရဲ့ရည်ရွယ်ချက်ကိုသူတို့နှစ်ယောက်ကိုကာကွယ်ဖို့ပဲဖြစ်ကြောင်းရန်ဂါကဲကပြန်ပြောပါတယ်။တငယ်ချင်းတွေကသူ့ကိုကာကွယ်ဖို့တိုက်ခိုက်နေရင်တေသွားမှာကို तू ကမလိုချင်တာဖြစ်ပြီးစစ်ပွဲကိုနိုင်ဖို့လေ तू ကနောက်မှာပုံမနေချင်ဘူးလို့နာရူတိုကပြောလိုက်ပြီးသူ့ကိုအဲ့လိုဘာမှမလုပ်ပဲထိုင်ကြည့်နေမဲ့သူလို့ထင်လားလို့မေးလိုက်ပါတယ်။အားလုံးဒုက္ခရောက်မှထက်ဆိုင်ရင်အခုလိုကာကွယ်တာကပဲပိုအဆင်ပြေတဲ့ကြောင့်ရိုင်ဂါကဲကပြန်ပြောတာကြောင့်စကားနဲ့ပြောမရတဲ့နာရူတိုကပြေးဖို့လုပ်ပါတယ်။ဒါပေမဲ့ရိုင်ဂါကဲဆိုတာကလည်းနာမည်တစ်လုံးနဲ့နေရာဖြစ်တဲ့အတွက်မြန်ဆန်လာတဲ့ပြင်လက်သီးတစ်ချက်နဲ့ဒီနောက်ကိုပြန်ရောက်သွားပါတယ်။အဲဒါကြောင့်သူ့ကိုတောင်းခွင့်ပေးဖို့အဖွားလေးဆူနာတဲ့ကိုအကူကြီးလှမ်းတောင်းမိမဲ့မဟာမိတ်ရှင်နိုဘီတက်ရဲ့အမိန့်ဖြစ်တာကြောင့်ဟိုဂါကဲဖြစ်တဲ့သူတော်မှပဲညှင်းဆန်လို့မရဘူးလို့ပဲပြောပါတယ်။အဲဒါကြောင့်ပဲသူ့ဘက်ကဒီနေရာကနေရအောင်ထွက်ဖို့ဆုံးဖြတ်လိုက်ပြီး Tabis Found ရဲ့မြန်မာလေဆိုတဲ့အချိန်နဲ့ပြေးပြီးမဲ့ရိုင်ဂါကဲကသူ့ရှေ့ကိုပဲရောက်နေပါတယ်။ရိုင်ဂါကဲက၄ရက်မြောက်ဟိုဂါကဲကလွင်သူ့ထက်မြန်တဲ့သူမတွေ့ဘူးသေးပဲသူတို့တွေခဏခဏတိုက်ခိုက်ခဲ့ဘူးပဲမဲ့မီနာတိုကိုဘယ်သူမှမနိုင်ခဲ့တဲ့ပြင်ဂျီဝါကြီးရလို့စန်နင်းတယောက်ကတော့ဟော်ကိန်းနေရကလေးလို့ခေါ်ရလောက်အောင်တန်မာတဲ့ရှင်နိုဘီဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့အဲ့လိုလူကတော့ဒီနေရာမှာရှိမနေပဲကိုမီကိုရှုံးခဲ့လို့သာတေခဲ့ရတာကြောင့်သူ့သားဖြစ်တဲ့နာရူတိုကငတုံးလိုလုံးမနေဖို့ထပ်ပြီးပြောပါတယ်။ဒါပေမဲ့နာရူတိုကသူ့အဖေကြောင့်ထပ်မပြောဘူးနဲ့သူ့ကိုအရာအလုံးပုံအပ်ခဲ့ပြီးတေဆုံးသွားတဲ့၄ရက်မြောက်ဟိုဂါကဲကကြာရှုံးသွားခဲ့တာမဟုတ်ဘူးလို့ပြောပါတယ်။ရိုင်ဂါကဲကတော့ဘလို့ပြောမရပဲဆက်သွားဖို့ကြံနေရင်ဒီနေရာမှာနေတက်ပြစ်မယ်လို့ပြောလိုက်ပြီးအဲ့ဒါကပဲကိုမီကိုအချိန်တိုင်းတာတစ်ခုထိပြန်ပေါ်မလာအောင်လုပ်နိုင်နိုင်မယ်လို့ပြောပါတယ်။ဒါပေမဲ့နာရူတိုကလက်မလျှော့ပဲပြန်တိုက်မယ်လို့ဆူနာတဲ့တားနေရကြထိုးလိုက်တဲ့ရိုင်ဂါကဲကိုသူ့ရဲ့ညီဘီကဝင်တာပေးလိုက်ပါတယ်။ဘီကသူ့လည်းရှင်းပြီးဖြစ်တဲ့အတွက်သူတေလိုက်ရင်ရိုင်ဂါကဲပြောသလိုရန်သူရဲ့အစီအစဉ်ပြတ်သွားမှာဖြစ်ကြောင်းနဲ့နာရူတိုစစ်မြေပြင်ကိုသွားရဖို့သူတေရမယ်ဆိုရင်လည်းတန်တဲ့အကြောင်းဘီကပြောပါတယ်။အဲ့အပြင်မဟာမိတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်မှာပါပဲခေါင်းဆောင်ဖြစ်နေရင်တော့တယောက်တည်းလုပ်လို့မရကြောင်းဆူနာတဲ့ကပါဝင်ပြောပေးမယ်ဒီစစ်ပွဲကိုနိုင်မှုဘာပဲလုပ်ရလုံးမှာဖြစ်ကြောင်းရိုင်ဂါကဲကပြောပါတယ်။အဲ့ဒါဆိုရင်ဘီပြောသလိုဘာလို့ရှင်မီကိုမတတ်ပဲနာရူတိုကိုပဲပြစ်မှတ်ထားနေရတယ်လို့မေကွန်းပြန်ထုတ်လိုက်တဲ့အခါမှာသူ့ညီကိုပြန်တတ်ဖို့ဆိုရင်တော့သူ့စိတ်သူအချိန်ယူရအောင်မှဖြစ်ပေမဲ့နာရူတိုကိုတော့ချက်ချင်းတက်ပြစ်နိုင်တယ်လို့ပြန်ပြီးခြေပါပါတယ်။အဲ့ဒါအပြင်ဘီကရှင်မီကိုလုံးဝထိချုံနိုင်တဲ့သူဖြစ်တဲ့အတွက်စစ်ပွဲမှာပိုပြီးအသုံးဝင်လာနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့ဘီကလည်းသူ့မှာမစွန့်လွတ်နိုင်တဲ့တန်ထိတ်ချန်ရှိပြီးအဲ့ဒါကမရှိရင်သူကလက်နက်တစ်ခုတာတာပဲဖြစ်တဲ့အကြောင်းပြောရင်ရေပွဲလက်ကိုဖယ်လိုက်တဲ့အချိန်မှာလက်တီးချင်းတိုက်ထားပေမဲ့သူ့ရဲ့ခံစားချက်တွေကိုနားမလည်နိုင်ဘူးလားလို့မေးပါတယ်။တကယ်တော့ဘီဆိုတာကရိုင်ဂါကဲကိုရန်တော့ရိုင်ဂါကဲကိုပိုပြီးစွမ်းအားကြီးအောင်ထောက်ပံ့ပေးရတဲ့သူတွေဖြစ်ပြီးရွေးချယ်ခံကလေးတွေရဲ့တယောက်ပဲဘီဖြစ်လာမဲ့အတွက်အေးနဲ့အတူလိုက်ရောညီထွေမှုရှိမရှိစမ်းသပ်ကြရပါတယ်။နှစ်ဖက်လုံးကအင်အားကြီးများမှအယုတ်ကောင်းပြတ်သွားမှာဖြစ်လို့တယောက်နဲ့တယောက်စိတ်ရှင်းနားလည်နိုင်တဲ့သူကပဲအင်အားကိုချိန်ဆနိုင်မှာဖြစ်ပါတယ်။ရွေးချယ်ခံကလေးတွေတယောက်ပြီးတယောက်ကြာရှုံးခဲ့ကြပေမဲ့ဘီဖြစ်လာမဲ့ရဘာကောင်လေးကတော့အောင်မြင်ခဲ့တဲ့အတွက်အေးကလက်တီးချင်းတိုက်ပြီးသူတို့တွေညီကိုဖြစ်သွားပြီဆိုတဲ့အကြောင်းအတိအမှတ်ပြုခဲ့ပါတယ်။ညီကိုအရင်တွေမဟုတ်ကြပေမဲ့အေးနဲ့ဘီကလက်တွဲညီခဲ့ပြီးမစ်ရှင်တိုင်းကိုလည်းဘီကအောင်မြင်ထူးထူးညွန့်ညွန့်လုပ်ပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဂျီရှူရီကီတယောက်ဖြစ်လာတဲ့အချိန်မှာတငယ်ချင်းအပေါင်းအသင်းတွေကအစအရင်လိုမဟုတ်တော့ပဲအမြဲတမ်းအထီးကျန်နေရတာဖြစ်ပြီးခန္ဓာကိုယ်ရဲ့အမိကောင်ကိုယ်တိုင်ကဂျင်ဂျူရီကီအားနည်းမဲ့အခွင့်အရေးကိုအချိန်ပြည့်စောင့်နေတာဖြစ်ပါတယ်။ပြီးရင်ဂျင်ဂျူရီကီဘယ်သူမှအမိကောင်ကိုပြည့်စုံတာထိန်းချုပ်နိုင်တဲ့သူမရှိပဲအဲ့ဒီအရာတစ်ခုကိုလည်းအဖေမရှာနိုင်ကြဘူးလို့အရင်ဂျင်ဂျူရီကီကပြောခဲ့မှုပါတယ်။အမိကောင်တွေဆိုတာကအမိများလေးပိုကျန်းလေးဖြစ်ပြီးတိမ်ရွာရဲ့ AB အတွဲကလည်းတိုက်ပွဲတိုင်းမရှင်တိုင်းကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ရင်ညီကိုရင်းတွေလိုအချင်းချင်းနားလည်လာခဲ့ကြပါတယ်။အဲ့လိုနဲ့ရှင်မီကိုအောင်မြင်ထိန်းချုပ်နိုင်ခဲ့ပြီးတနေ့မှာတော့နာမည်ကြီးကိုနိုဟာရဲနိုဖလက်နဲ့တွေ့ကြပါတယ်။တစ်ဖက်ကလည်းတတိယမြောက်ရိုင်ဂါကဲရဲ့သားအရန်မြတ်နဲ့အေးဖြစ်နေတဲ့အတွက်မီနာတိုကကြံတဲ့သူတွေကိုထွက်သွားခိုင်းလိုက်ပြီးသူ့ရဲ့ခုနိုင်တွေကိုနေရာအနှံ့ချလိုက်ပါတယ်။အေးရဲ့အမြန်ဆုံးစပီမှာတော့မီနာတိုကရှင်ချနိုင်ပေမဲ့သူ့ရဲ့ညီရှင်မီဂျင်ဂျူရီကီဘီရှိနေရကြောင်းလွယ်လွယ်ရင်ဆိုင်လို့မရပဲဖြစ်နေပါတယ်။အဲ့ချိန်ကိုနိုဟာဘက်ကပြန်ဆုပ်ဖို့အချက်ပြတာကြောင့်မီနာတိုကဘီမှသူများနဲ့မတူတဲ့အရာတခုရှိနေတဲ့အကြောင်းပြောခဲ့ပါတယ်။အေးကိုလည်းနောက်တစ်ခါတိုက်ခိုက်ကြရင်တော့သူတို့နှစ်ယောက်လုံးကခါခဲရဖြစ်ရှိနေတော့မှဖြစ်ပြီးကိုယ့်ရဲ့ညီအတွက်ဘယ်ဟာကအရေးကြီးလဲဆိုတာကိုမသိရင်သူကဂျင်ဂျူရီကီအနေနဲ့ရောရှီနိုဘီအနေနဲ့ပါကောင်းမွန်တဲ့သူမဖြစ်လာနိုင်ဘူးလို့မီနာတိုကပြောသွားတယ်။ဒါပေမဲ့ရန်ဂါကဲကမီနာတိုလွတ်မပေးပဲခုနိုင်ပစ်ထားတဲ့နေရာတွေကိုစိတ်ထဲကမှတ်သားလိုက်ပြီးမီနာတိုခုံမဲ့နေရာကိုသာကြိုသိရင်သူ့ရဲ့အမြန်နှုံးနဲ့ဆိုရင်ဖမ်းနိုင်လောက်မဲ့အကြောင်းစဉ်းစားရင်တိုက်ခိုက်လိုက်ပါတယ်။အနာကပ်သွားတဲ့အချိန်မှာသူခုံမဲ့ခုနိုင်တွေကိုတတိထားကြည့်ပေမဲ့လေမီနာတိုကမထင်မှတ်ထားတဲ့ဘီရဲ့နောက်ကိုရောက်သွားပါတယ်။ရှင်မီရဲ့လက်တံနဲ့တိုက်ခိုက်တုန်းက teleportation ကျူစုရဲ့အမှတ်သားကိုထားခဲ့တာဖြစ်ပြီးဘီကလည်းခေတဲ့သူမဟုတ်တဲ့အတွက်ဓာတ်နဲ့ပြတ်ထောက်ပြီးသားဖြစ်နေပါတယ်။အဲဒါကြောင့်ရန်သူဖြစ်နေအောင်မီနာတိုကဘီကိုသဘောကျတဲ့အကြောင်းပြောခဲ့ပြီးရိုင်ဂါကဲအာယုံလွဲနေတဲ့အချိန်နာရူတိုကပြေးဖို့ကြိုးစားပေမဲ့သူ့ရဲ့အမြန်နှုံးကြောင့်ထင်သလောက်မလွယ်တဲ့အခြေအနေဖြစ်ပါတယ်။နာရူတိုကဇွဲမလျှော့ပဲထက်ကြိုးစားတဲ့အချိန်မှလည်းမရပေမဲ့ဘီကသူ့အကိုကိုဝင်တားလိုက်တာကြောင့်သူပါအထိုးခံလိုက်ရပါတယ်။ဒါပေမဲ့အမိကောင်လက်တက်နဲ့ထိန်းထားပေးလိုက်ပြီးနာရူတိုကထွက်ပြေးမဲ့အလုပ်ရေပွဲလက်ကိုပါဆွဲကင်ပြီးပေါက်လိုက်တဲ့အတွက်နာရူတိုနဲ့ရိုက်မိသွားပါတယ်။လက်ရှိအချိန်မှာဆူနာတဲ့ကလည်းဘာကအကောင်းဆုံးဖြစ်မလဲဆိုတာကိုရွေးချယ်ရခက်နေပြီးနာရူတိုဆိုတဲ့ကောင်လေးအကြောင်းကိုတေချာပြန်စဉ်းစားလိုက်ပြီးတဲ့အချိန်မှာတော့သူ့ကိုကာကွယ်ပေးဖို့ရွေးချယ်လိုက်ပါတယ်။ရိုင်ဂါကဲပြောသလိုနာရူတိုကိုတက်ပြီးကိုမီပြပေါ်လာတဲ့အချိန်ထိစောင့်မယ်ဆိုရင်တော့အခုလောက်အခြေအနေထိအမိကောင်ကိုထိချုံနိုင်တဲ့အစွမ်းရဖို့အချိန်ရမ်းကြမှာဖြစ်တဲ့အကြောင်းဆူနာတဲ့ကပြောပါတယ်။ဒီစစ်ပွဲကိုနိုင်မို့ကလည်းရှိသမျှလက်နက်တွေစွမ်းအားတွေကိုအကုန်ထုတ်သွင်းရမှာဖြစ်တဲ့အတွက်ဂျင်ဂျူရီကီတွေကိုဝတ်မထားတော့ပဲသူကနာရူတိုကိုပေးသွားမယ်အကြောင်းပြောလိုက်ပါတယ်။အဲကြောင့်ရိုင်ဂါကဲကနာရူတိုအောင်မြင်လိမ့်မယ်လို့ဘာကြောင့်တထက်ချယုံကြည်နေကြရလဲလို့မေးတဲ့အချိန်မှာဘီကလဲရီရဲ့တိုက်ကွက်နဲ့နောက်တစ်ခေါက်ဝင်ပြီးတိုက်ပါတယ်။
သူ့ကိုရိုင်းကာကဲလက်တီးကိုလည်းရှင်တားနိုင်ခဲ့ပြီးတတိယမြောက်ရိုင်းကာကဲတည်ဆုံးခဲ့တဲ့အချိန်မှာအေးကသူ့အဖေရိုင်းကာကဲလိုမျိုးခေါင်းဆောင်ကောင်တယောက်ဖြစ်ဒီစစ်ပွဲကြီးအတွင်းသူ့ရဲ့ရွာသူရွာသားတွေကိုကာကွယ်ပေးမှဖြစ်ကြောင်းပြောပါတယ်။အဲ့ဒီရက်စပြီးဘီကိုလည်းအမိအောင်မုံထိန်းချုပ်နိုင်မှုလေ့ကျင့်ခိုင်းခဲ့ပြီးရွာပြင်ကိုဘယ်တော့မှမထွက်ရဘူးလို့အမိန့်ချခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာလည်းနာရူတိုနဲ့ဘီကအဖိုးတက်နဲ့ဂျင်ဂျူရီကီတွေဖြစ်နေတဲ့အတွက်ရွာနဲ့နိုင်ငံရဲ့အရေးကြီးဆုံးလူတွေဖြစ်ပြီးအဲ့ဒါကြောင့်ပဲသူကပေးမသွားနိုင်တာဖြစ်ကြောင်းပြောပါတယ်။ဂျင်ဂျူရီကီအနေနဲ့ဘလောက်ပဲတော့အာခါဆုကီတွေဖမ်းတာကိုအကုန်ခံခဲ့ရတာပဲလို့ထပ်ပြောပေမဲ့သူနဲ့နာရူတိုကတော့ဘယ်တော့မှရှုံးမှမဟုတ်တာကိုအာမခံတဲ့အကြောင်းဘီကပြန်ပြောလိုက်ပြီးသူ့ကိုနဲ့လဲရီရဲ့ချင်းရှင်ပြီးတိုက်ခိုက်ဖို့ပြေးလာခဲ့ပါတယ်။ငငယ်လေးကသူ့ကိုထက်တန်မာရဲ့သူတယောက်ဖြစ်လာပြီးရန်သူတွေကိုအတူတူချေမုန်းနိုင်ရမယ်လို့ရည်ရွယ်ချက်ထားခဲ့တဲ့ဘီကအခုချိန်မှာတော့သူချစ်တဲ့အကိုကြီးကိုအင်အားအရာမှာအနိုင်ယူနိုင်ခဲ့လိုက်ပါတယ်။သူနဲ့နာရူတိုကတခြားဂျင်ဂျူရီကီတွေလိုမဟုတ်ပဲပို့ပြီးတော့အစွမ်းထက်လာပြီးဖြစ်တဲ့ပြင်သူရှင်မီမဖြစ်ခင်အရာအလုံးကြာရှုံးနေရအောင်မှပဲအေးရဲ့စကားတစ်ခုညောင်းမဲ့အင်အားအသစ်တွေဖြစ်ခဲ့ရတဲ့အကြောင်းပြောပါတယ်။အဲအကြောင်းအမှန်တရားရေးတကောင်မှာသူပြောခဲ့တဲ့စကားကိုပြန်မှတ်မိသွားပြီးအရင်ဂျင်ဂျူရီကီပြောပြတဲ့အရာတစ်ခုဆိုတာကလည်းကိုယ့်ကိုအမြဲယုံကြည်ပေးတဲ့သူတယောက်ဆိုတာကိုသိသွားပါတယ်။ဗီဒီယိုကြည့်နေတဲ့ညီကိုတွေထဲမှာ YouTube ရော Facebook ရော Subscribe နဲ့ Follow မလုပ်ထားတဲ့သူတွေတဝက်လောက်ရှိနေရကြောင်း Subscribe နဲ့ Follow လေးတွေမေ့နေရရှိရင်လောက်သွားကြဖို့တောင်းဆိုချင်ပါတယ်။ဌာနချုပ်မှာလည်းရှီကာဂိုကဇဲစုတုံးတဲ့အသွင်ပြောင်းကျစုအမျိုးအစားကိုလိုက်ရှာနေပြီးသူကရွာနဲ့နိုင်ငံအတွက်ကြီးတက်တက်တိုက်ခိုက်နေရမဟုတ်ပဲသူ့ကိုရိုင်းကာကဲအတွက်ပါအသက်ရှင်နေရဖြစ်တဲ့အကြောင်းဘီကရှင်းပြပါတယ်။ရိုင်းကာကဲအနေနဲ့သူ့ရဲ့ခွန်အားကိုမယုံကြည်တော့ပေမဲ့သူ့ရဲ့စွမ်းအားအစစ်မှန်ကရှင်မီမဟုတ်ပဲအမီအောင်နဲ့မိတ်ဆွေမဖြစ်ခင်တည်းကသူ့ရဲ့စိတ်ထဲမှာနေတစင်းလောက်ကြီးမားတဲ့အရာကိုမြင်ခဲ့ရတဲ့အကြောင်းပြောပါတယ်။အဲအကြောင့်ပဲရှင်မီကိုအနိုင်ယူနိုင်ခဲ့တာဖြစ်ပြီးနေတစင်းလိုမျိုးသူ့ရဲ့စိတ်ထဲမှာထုံးလင်းနေတဲ့သူ့ကိုအေးရပဲတခုလေတော့စွမ်းအားဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။အဲအပြင်နာရူတိုရဲ့ကိုယ်ထဲမှာနေနေစင်းအောင်ရှိရလို့ပြောလိုက်တဲ့ကြောင့်ရိုင်းကာကဲကအဲ့ဒါတွေကဘာတွေလဲလို့မေးပါတယ်။အဲအကြောင့်ပဲနာရူတိုကသူ့ရဲ့နေနေစင်းကအဖေနဲ့အမေဖြစ်ကြောင်းပြောလိုက်ပြီးရိုင်းကာကဲပြောသလိုသူမမွေးခင်နေကတည်သွားကြတာဖြစ်ပေမဲ့စနာတွေကတော့ကိုမီကိုထိန်းချုပ်ဖို့လုပ်တဲ့အချိန်နဲ့ဖိန်တိုက်ခဲ့တဲ့အချိန်တွေမှာတခုခုကိုမြင်ခဲ့တာဖြစ်နိုင်ကြောင်းသဘောပေါက်သွားပါတယ်။နာရူတိုကလည်းသူ့ရဲ့စီးရီးယားချာကရာကနေတဆင့်သူ့မိဘတွေကိုတွေးခဲ့ရပြီးသူ့အတွက်အကုန်လုံးပေးခဲ့တဲ့ဆိုတာကိုသိလိုက်ရကြောင်းပြောလိုက်တဲ့အတွက်ရိုင်းကာကဲကလည်းဖြစ်နိုင်တဲ့အကြောင်းတွေးမိသွားပါတယ်။သူ့အဖေမီနာတိုတိုက်ခိုက်ရင်သိခဲ့ရတဲ့အချက်နှစ်ချက်ကမျက်နှာဖုံးတဲ့လူကကဘာကြီးကိုဖျက်ဆီးမဲ့သူဖြစ်ပြီးသူ့ကိုတားဆီးနိုင်မဲ့သူကတော့ကိုမီကိုထိန်းချုပ်နိုင်တဲ့နာရူတိုပဲရှိနိုင်မယ်ဆိုတဲ့အကြောင်းအမေကပြောပြခဲ့တယ်လို့နာရူတိုကရှင်းပြလိုက်ပါတယ်။အဲအကြောင်းပဲမာတာရာကကိုနိုဟာရွာကိုတိုက်ခိုက်ခံခဲ့ရတွေမီနာတိုကစီးကိုဖွင့်နိုင်မှုတောက်ထားပေးခဲ့တာတွေအားလုံးကိုနားလည်သွားကြပြီးမီနာတိုကဟောကိန်းနဲ့ကလေးကသူမဟုတ်ပဲနာရူတိုဆိုတာကိုသိနေတဲ့အတွက်ရုံရုံကြည်ကြည်နဲ့အရာအလုံးပေါ်ဝန်းခဲ့တယ်ဆိုတာကိုနားလည်သွားကြပါတယ်။သူ့ဖေမီနာတိုကရွာနဲ့သူ့ကိုကာကွယ်ရင်းတိုက်ခိုက်ရင်တေခဲ့ရပေမဲ့နာရူတိုဆိုတာဘလို့အရာကိုမဆိုအောင်မြင်အောင်လုပ်နိုင်တယ်ဆိုတဲ့အရာတစ်ခုကိုပေးခဲ့ပြီးသူ့ကိုပဲဒီလောကကြီးရဲ့ကယ်တင်ရှင်ဖြစ်ယုံကြည်ခဲ့ကြတဲ့အကြောင်းထပ်ပြီးပြောလိုက်ပါတယ်။အဲဒါကြောင့်ပဲကိုမီကိုထိန်းချုပ်နိုင်တဲ့သူကနာရူတိုပဲရှိရတဲ့အတွက်မီနာတိုယုံကြည်ခဲ့တယ်လို့လူတွေအားလုံးနဲ့ကဘာကြီးကိုကာကွယ်နိုင်ဖို့နာရူတိုကိုပေးသွားလိုက်ဖို့ဆူနာတွေကပြောလိုက်ပြီးဘလို့ဆုံးဖြတ်မှလဲလို့ရိုင်းကာကဲအေးကိုမေးလိုက်ပါတယ်။ဘီကိုလည်းအေးကအယူကောင်လို့ပြောခဲ့ပေမဲ့အတားစီးရကြီးမားလေးဂယုမဆိုင်ပဲပို့ပြီးတော့ယူတော့ဖို့လိုတဲ့အကြောင်းဘီကပြောပါတယ်။ဒါပေမဲ့ခေါင်းမနဲ့ရိုင်းကာကဲကဘီကိုလက်ပြတ်နဲ့ကြိတ်ထိလိုက်ပြီးနာရူတိုကိုတတ်ဖို့ပဲပြင်လိုက်တဲ့အတွက်နာရူတိုကဒီကိစ္စကိုသူကိုယ်တိုင်ရှင်းမှရမယ်ဆိုတာကိုသိလိုက်ပါတယ်။သူထွက်ပြေးသွားတဲ့အချိန်မှာရိုင်းကာကဲရဲ့အမြန်ဆုံးလက်သီးတစ်ချက်ပြေးဝင်လာခဲ့ပေမဲ့နာရူတိုကသူ့အဖေ Yellow Flag ရဲ့အမြန်လုံးနဲ့ရှောင်ပြလိုက်ကြကြောင်းအကုန်လုံးကလည်းအံ့ဩသွားကြပြီးရိုင်းကာကဲကလည်းသူ့ရဲ့အမြန်ဆုံးလက်သီးကိုရှောင်နိုင်တဲ့ဒုတိယလူဖြစ်တာကြောင့်ကယ်တင်ရှင်သူရဲကောင်းမီနာတိုကနာရူတိုရဲ့ကိုယ်ထဲမှာရှိနေရဆိုတာကိုယုံကြည်သွားပါတယ်။အဲကြောင့်နာရူတိုကိုတောင်းဝင်ပေးလိုက်ပြီးရှီကာဂိုကလည်းဇက်ဆုရဲ့အတူရောင်ပုံမြောင်းကျစုကိုအမုန်းတရားနဲ့မကောင်းတဲ့စိတ်ကိုအာရုံခံနိုင်တဲ့နာရူတိုရဲ့ကိုမီချာကရာနဲ့ပဲခွဲခြားနိုင်တဲ့အကြောင်းသိသွားပါတယ်။အဲကြောင့်နာရူတိုရဲ့ကိုဝါတကောင်စီကိုစစ်မြင့်မြင့်တစ်ခုစီမှလွတ်ထားရုံနဲ့ဒီပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်ပေမဲ့ပြဿနာကနာရူတိုကိုရိုင်းကာကဲကတော့စစ်မြင့်မြင့်စီဘယ်တော့မှမလွတ်ဘူးဆိုတာကိုသိနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ခါဆူယူကနာရူတိုကိုရိုင်းကာကဲတောင်းဝင်ပေးလိုက်ပြီးဆိုတာကိုပြောပြလိုက်ပြီးအာယုံတက်လာတဲ့အချိန်မှာတော့မာတာရာကဖိန်းရဲ့စွမ်းအားလျှောက်တဲ့စစ်ဘက်နီလန်နဲ့ပြန်လည်ဆင်းခေါ်လာတဲ့ဂျင်ဂျူရီကီတိုင်းကိုသူ့ရဲ့ရင်းနေကန်နဲ့ရှယ်ရင်းကန်နဲ့ထည့်ပေးလိုက်ပါတယ်။တစားနဲ့အလင်းအောင်ပေါ်လာတော့မဲ့အချိန်မှာရန်သူရဲ့လှုပ်ရှားမှုအရေးအယောင်ကိုမတွေ့ရသေးတဲ့ကြောင့်တိုက်ပွဲမစခင်ချာကရာဖြစ်ဖို့အတွက်အားလုံးကိုအနားယူရင်ကိဆောင်ကြဖို့တပ်ဖွဲ့သုံးကောင်းဆောင်ခါခါချီရမှာပါတယ်။အဲအချိန်မှာဌာနချုပ်ကပို့လိုက်တဲ့ပစ္စည်းနှစ်ခုရောက်လာပြီးဆိုင်ကလည်းသူ့ရဲ့ဂျိတ်ပိတ်ဂျူစုကမပြည့်စုံသေးတဲ့အတွက်အဖွဲ့သားတွေကိုအားနာနေပါတယ်။ခါခါချီရဲ့ဆိုင်ရဲ့ဂျိတ်ပိတ်ဂျူစုအတွက်လိုအပ်တဲ့ပစ္စည်းတွေလာပေးလိုက်ပြီးတစ်ပင်ပေါ်မှာအိတ်နေတဲ့လီကိုလည်းဆိုင်ဂျိတ်ပိတ်ဂျူစု3ခန်းဒီမှာကာကွယ်ပေးဖို့တာဝန်ပေးလိုက်ပါတယ်။လီကတော့သူ့ကိုကာကွယ်ပေးဖို့တက်ကြွနေပြီးစိတ်မငြင်းဖို့နဲ့သူ့ကိုလည်းတငယ်ချင်းတယောက်လိုနာမည်ပြောင်းခေါ်ပြီးပေါ့ပေါ့ပါပါဆက်ဆံမှုပြောပါတယ်။ဒါပေမဲ့ဆိုင်ကတော့မျက်နှာမကောင်းဖြစ်နေတဲ့အတွက်ခါခါချီစီကိုသွားပြီးလီကဆိုင်ရဲ့ဂျိတ်ပိတ်ဂျူစုအကြောင်းသွားမေးပါတယ်။ချူနေစာမေဝဲကိုအိုရိုချီမာတို့တိုက်ခိုက်တော့ပြန်လည်ဆင်းခေါ်ခြင်းဂျူစုကိုအသုံးပြုခဲ့တဲ့အတွက်ဂျိတ်ပိတ်ဂျူစုကပဲတားနိုင်တယ်ဆိုတာကိုတတိယမြောက်ဟိုကလည်းသိလိုက်ပြီးရီဘာတက်စီနဲ့ဂျိတ်ပိတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ရီဘာတက်စီကယူဇာရဲ့အသက်ပါပေးရတဲ့အတွက်ကိုနိုဟာကိုကာကွယ်ဖို့အမ်မူတယောက်အနေနဲ့မပြစ်မနေအသက်မစတေးရတဲ့ဂျိတ်ပိတ်တိုင်းကိုတင်ယူဖို့လိုအပ်တာကြောင့်ဒန်ဆိုကဆိုင်ကိုစီလင်းဂျူစုတင်ခိုင်းခဲ့တာဖြစ်ပါတယ်။အမ်မူတယောက်အနေနဲ့စိတ်ခံစားချက်မရှိတဲ့ဆိုင်ကမကောင်းတဲ့ခံစားချက်ရှိရင်သုံးဖို့မဖြစ်နိုင်တဲ့ဂျူစုကိုလေ့ကျင့်ဖို့အသင့်တော်ဆုံးဖြစ်ပြီးခံစားချက်မရှိတဲ့အစွမ်းထက်လေးပဲဖြစ်တဲ့အကြောင်းဒန်ဆိုကပြောပြခဲ့ပါတယ်။ဒါပေမဲ့စိတ်ခံစားချက်အရမကောင်းတဲ့ဒေါသတွေအမုန်းတရားတွေပေါ်လာရင်တော့အသက်အန္တရာယ်ကိုပါထိခိုက်နိုင်တာဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့မနက်ခင်းချိန်ကိုအရောက်မှာပဲဘာမှမထူးခြားသေးတဲ့ကြောင့်စောင့်ကြည့်နေကြတဲ့အချိန်မှာပဲသူတို့ရဲ့ဘေးကိုဂါရီယာရောက်လာတဲ့အတွက်ဖောက်ခွဲခံလိုက်ရပါတယ်။ပောက်ခွဲတဲ့ကြောင့်ရန်သူဘက်ကလှုပ်ရှားနေကြပြီဆိုတာကိုသိလိုက်တဲ့အတွက်ရင်ဆိုင်မှုသွားကြပေမဲ့ရန်သူတွေကသူတို့ကိုထိတ်ထိတ်ရင်မဆိုင်ပဲပါကူရာတို့ကပါချလိုက်ပြီးလိုက်လုံနေကြပါတယ်။နောက်ကလိုက်လာတဲ့သူတွေကိုလည်းချုပ်အပ်တာနဲ့တွဲထားလိုက်ပြီးလျှက်စီးသားနဲ့ပါအကုန်လုံးကချောင်းမြောင်းတိုက်ခိုက်နေကြတဲ့အတွက်ရုံတော်မြေးခွေးမြောင်းလိုက်ဖြစ်နေကြပါတယ်။
အဲဒါကြောင့်ပဲရန်သူရဲ့ဗျူဟာကပျောက်ကြားစစ်စင်ရေးနဲ့သူတို့ကိုလူကွဲသွားအောင်လုပ်ဖို့ဆိုတာကိုခါခါချီရသိလိုက်ပါတယ်။ဇာဘူဇာကြာဆုံးပြီးချိန်မှာရန်သူဘက်ကတေချာပြင်ဆင်ပြီးလှုပ်ရှားလာတာကြောင့်သူတို့ဘက်ကလည်းသတိလက်လို့လုံးလို့မရတော့ပဲအဖွဲ့ကတပ်သားတွေကိုလူပြန်စုခိုင်းလိုက်ပါတယ်။သူကတော့စိုင်းနဲ့လီနဲ့အတူရန်သူဘက်ကခြုံငုံတိုက်ခိုက်မယ်လို့ထင်ရတဲ့ထောက်ပို့အဖွဲ့စီအပြေးထွက်လာခဲ့ပါတယ်။ခါခါချီတွေးထားသလိုပဲနောက်ကအဖွဲကမြေသားနဲ့အန်ဒီအေကိုကာထားတဲ့အချိန်မှာဘယ်အရာမဆိုပိုင်းဖြတ်နိုင်တဲ့ဓာတ်နဲ့ဂျင်းရရောက်လာပြီးကြောက်တုံးရရှိနိုပြီးတော့တပ်ပစ်လိုက်ပါတယ်။ကျန်တဲ့သူတွေကလည်းတက်ဆွမ်းတဲ့လောက်ကာဝယ်ကြပေမဲ့သူ့ရဲ့ဓာတ်ကြောင့်ရဲရဲဆက်ဆက်အသက်ခံလိုက်ရပါတယ်။ပြီးရင်တော့မြေကြီးကိုထုခွဲလိုက်တဲ့အချိန်မှာတော့ executioner blade ကွက်မြတ်သူဓာတ်လို့ခေါ်တဲ့ Kubikiri ဘိုဂျိုဓာတ်နဲ့အတူခါခါချီရောက်လာခဲ့ပါတယ်။ဒါကတော့ပိုင်း62ဖြစ်ပြီးအပိုင်း63ကိုနောက်နေ့မှတင်ပေးတော့မှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးတွေလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။ brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်။သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်။